ဒီကဘာကြီးမှာလက်စွပ်၅ကွင်းရှိပြီးအဲ့ဒီအကုန်လုံးကိုစူးစီးနိုင်သူကကဘာကြီးကိုအုပ်စိုးနိုင်မှာပါဒီလူကတော့လက်စွပ်၄ကွင်းကိုစူးစီးထားပြီးပါပြီအခုနောက်ဆုံးတတုလက်စွပ်တစ်ကွင်းပဲကျန်ပါတော့တယ်ဒါပေမဲ့တတုလက်စွပ်ပိုင်ရှင်ကဘာမှအသုံးမကျတဲ့လူငယ်တစ်ယောက်ဖြစ်နေမယ်လို့ဘယ်သူမှထင်မထားခဲ့ပါဘူးသူ့နာမည်ကဂျက်ပါသူကကဘာပေါ်မှာရှိတဲ့ဘယ်တတုကိုမဆိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်သူကိုယ်တိုင်အဲ့ဒီအချက်ကိုမသိတာပဲရှိတာပါဒါပေမဲ့ဒီဖိုးအိုကတော့သူ့စီမှာဖုံးကွယ်ထားတဲ့စွမ်းအားကိုတစ်ချက်ကြည့်လိုက်တာနဲ့မြင်သွားခဲ့ပါတယ်အဖိုးအိုကဂျက်ကိုဖမ်းဆွဲပြီးသူ့ရဲ့တပည့်အဖြစ်ခံယူချင်လားလို့မေးလိုက်ပါတယ်ဒါပေမဲ့ဂျက်ကအဖိုးအိုအသက်ရမ်းကြီးနေတာကိုမြင်ပြီးချက်ချင်းပဲညှင်းပယ်လိုက်ပါတယ်အဖိုးအိုကစိတ်မဆိုးတဲ့အပြင်စကားတခုံးပဲမှာခဲ့ပါတယ်မင်းစိတ်ပြောင်းသွားရင်မြို့ထဲမှာငါ့ကိုလာရှာပါတဲ့အဲ့ဒီလိုပြောပြီးတာနဲ့သူကကိုဖြောက်နေရရွှေ့ပြောင်းပြီးပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီတော့မှပဲဂျက်တယောက်အဖိုးအိုကတိုင်းပညာရှင်အစစ်မှန်သတိထားမိလိုက်ပါတယ်အဲ့ဒီညမှာဂျက်အိမ်ပြန်ရောက်တော့သူ့အဖေမရဲ့ခြေထောက်ရုပ်တရက်ထောနဲ့ဖြစ်နေတာကိုတွေးလိုက်ရပါတယ်မေးမြန်းကြည့်လိုက်တော့မှဒီနေ့ခင်းပိုင်းကဂျက်တယောက်ဒေတာခံလူမိုက်တွေနဲ့ပြဿနာတက်ခဲ့မှန်းသိလိုက်ရပါတယ်မိုက်ကသူ့သားကိုကာကွယ်ပေးခဲ့တာပါလူမိုက်တွေကမိုက်ကိုဝိုင်းရိုက်ကြယုံတင်မကပဲလူမြင်ကွင်းမှာဒူးထောက်ခိုင်းပြီးဖက်နှက်ကိုပါတန်ရှင်းနေအောင်လျက်ခိုင်းကအဆက်ခွဲခဲ့ကြပါတယ်တခြားရွေးချယ်စရာမရှိတဲ့အတွက်မိုက်ခများသူ့သားအတွက်အဆက်တကွဲအကျိုးနဲ့ခံခဲ့ရရှာပါတယ်ဒါကိုကြားလိုက်ရတဲ့ချက်ဟာဒေါသအကြီးအကျယ်ထွက်ပြီးချက်ချင်းပဲတွားရောက်လက်စားချေခြင်းပေမဲ့မိုက်ကိုထပ်ပြီးဒုက္ခပေးမိမှာစိုးရိမ်တာကြောင့်ဂျက်တယောက်သူ့ပိုပြီးတန်မာလာတဲ့အထိစောင့်ဆိုင်ပြီးမှပြန်လာလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူဟာစောစောကအဖိုးအိုကိုရှာဖွေဖို့အတွက်မြို့ထဲကိုချက်ချင်းပဲတယောက်တည်းထွက်ခွာလာခဲ့ပါတယ်အဖိုးအိုကလည်းကြက်လာမယ်ဆိုတာကိုကြိုသိနေပြီးသားပါသူကဂျက်ကိုဖမ်းဆွဲပြီးခန်းနာထဲဝါတဲ့ခန်းမကြီးတစ်ခုစီချက်ချင်းခေါ်ဆောင်သွားကဂျက်စီကဓမ္မကြီးကိုတမင်တက်လူယူလိုက်ပါတယ်ဂျက်ဟာသူရှာဖွေနေတဲ့သူဟုတ်မဟုတ်စမ်းသပ်ချင်တာကြောင့်ဓမ္မကြီးကိုလွတ်ထွက်သွားအောင်ကန်ထုတ်လိုက်ပါတယ်ဂျက်ကအနောက်ကနေအပြေးလိုက်သွားပြီးစိတ်ဆွမ်းအားကိုတုံးကဓာတ်ကိုလှမ်းယူဖို့ကြိုးစားလိုက်ရမှာဓမ္မကြီးကသူ့လက်ထဲကိုရုတ်တရက်ပြန်ရောက်လာပါတော့တယ်ဓာတ်ကိုမြင်တော့အဖိုးအိုကသူ့ဆောင်ဆိုင်နေတဲ့သူအမှန်တကယ်ပေါ်လာပြီဆိုတာကိုတေချာသွားပြီးဂျက်ကလည်းချက်ချင်းဒူးထောက်ကဆရာဖြစ်တော်ဆက်လိုက်ပါတော့တယ်နောက်တော့အဖိုးအိုကသူ့ကိုတတုထိန်ချုံကြီးတွေစတင်တင် जाပေးရမှာပါရမီပါလုံးနဲ့ဂျက်ဟာအချိန်တိုအတွင်းမှာပဲကျွမ်းကျင်သွားပါတယ်ဆက်လက်ပြီးအဖိုးအိုကဓာတ်ကြီး၅ပါးလက်စွပ်များအနက်မှတတုလက်စွပ်ကိုခေါ်ယူလိုက်ပါတယ်ပြီးတော့ဒီလက်စွပ်ကိုတေချာဂယူးဆိုင်ဖို့ဂျက်ကိုလေးလေးနက်နက်မှကြားပါတယ်ပြောလို့ပြီးတာနဲ့တတုလက်စွပ်ဟာဂျက်ရဲ့လက်ချောင်းစီကိုအလိုလျောက်ရောက်ရှိသွားပါတယ်တစ်ချိန်တည်းမှာပဲရန်သူတွေကလည်းတတုလက်စွပ်ပေါ်လာတာကိုအာယုံခံမိပြီးသူတို့ရှိရာစီတနက်မက်ပြေးဝင်လာကြပါတော့တယ်